မင်္ဂလာပါရှင်ကျမတို့ S Gemological Institute မှာ Gem Knowledge Sharing ကျောင်းမြတ်ဆိုင်ရာအသိပညာမျှဝေခြင်းစီစဉ်မှကြိုဆိုပါရရှင်ကျမကတော့ S Gemological Institute မှာမှုဝေသစီမှုဖြစ်ပါတယ်ဒီနေ့မှာတော့အစအောင်ကျောင်းမြတ်တွေထဲမှာမိုးကုံးများလို့ခေါ်တဲ့ဓာတ်အောက်ဆိုက်နဲ့မြအကြောင်းမြတ်မျိုးကိုရေဘူးရဘယ်လိုခွဲခြားရမလဲသူတို့ရဲ့ထူးခြားတဲ့အချက်လေးတွေကိုပြောပြပေးသွားပါမယ်ရှင်မြန်မာကျောင်းမြတ်ဈေးကွက်ထဲမှာဆိုရင်ဒီမိုးကုံးများလို့ခေါ်တဲ့ဓာတ်အောက်ဆိုက်ကြောက်ကိုမြနဲ့တူတူပဲလားဆိုတဲ့မိကုံးမျိုးအမြဲကြုံတွေ့ရလိမ့်ရှိတယ်တကယ်တော့သူတို့ကျောင်းမြတ်နှစ်ခုဟာဆိုရင်အယောင်ချင်းတာတူတယ်လို့ထင်ရပေမဲ့မာစင်အဖြစ်ကြည့်မယ်ဆိုရင်မိုးကုံးမြဟာမြထက်ကိုမာစင်ပိုနေတဲ့အတွက်ကြောင့်ပေါ့နော်ပိုပြီးချစ်ရဆင်းရပိုထွင်လိုက်တာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ချက်ကတော့ကျောင်းမြတ်နှစ်ခုလုံးဟာဆိုရင်တွင်ထွက်အုပ်စုတွေလည်းမတူကြသလိုပုံဆောင်စနစ်တွေလည်းကွဲပြားကြတယ်ဒီမြကတော့ဘာရီလို့ခေါ်တဲ့မျက်ရွယ်တွင်ထွက်အုပ်စုဝင်တွေကဖြစ်ပြီးတော့ဒီမိုးကုံးမြဓာတ်အောက်ဆိုက်ကတော့ဖာရိုဇင်းလို့ခေါ်တဲ့တွင်ထွက်အုပ်စုဝင်တွေကပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့ Dendroscope လို့ခေါ်တဲ့နှစ်အောင်ပြောင်းခြင်းကိရိယာနဲ့ကြည့်ခြင်းပဲဖြစ်ပါတယ်ဒီ Dendroscope နဲ့ပေါ့နော်ဒီမြကိုမတူညီတဲ့မျက်နှာပြင်ကနေလှည့်ကြည့်လိုက်မယ်ဆိုရင်အစိမ်းရောင်နဲ့စိမ်းဝါရောင်လို့စိမ်းပြရောင်လို့အရောင်နှစ်မျိုးပြောင်းနေတာကိုထင်ရှားစွာမြင်ရမှာဖြစ်ပေမဲ့ဒီမိုးကုံးမြမှာတော့နှစ်ရောင်ပြောင်းသွားတာကိုထင်ရှားစွာမြင်ရမှာတော့မဟုတ်ပါဘူးနောက်တစ်ချက်ကတော့ဒီကျောင်းမြတ်တွေရဲ့ဂုဏ်သတ္တိတစ်ခုဖြစ်တဲ့ refracting index လို့ခေါ်တဲ့အလင်းညွှန်ကိန်းတန်ဖိုးပဲဖြစ်ပါတယ်ဒီအလင်းညွှန်ကိန်းတန်ဖိုးအရာကြည့်မယ်ဆိုရင်ဒီမိုးကုံးမြရဲ့အလင်းညွှန်ကိန်းခြားနာခြင်း bifurcation တန်ဖိုးဟာဆိုရင်ပေါ့နော်ဒီမြထက်ကိုအင်မတန်များတဲ့အတွက်ကြောင့်ဒီမိုးကုံးမြရဲ့တာခွက်သွေးထားတဲ့မျက်နှာပြင်ကနေ Hanlons လို့ခေါ်တဲ့ဒီဆယ်စားခြင်းမှန်ဘလူးနဲ့ကြည့်လိုက်မယ်ဆိုရင် DBFE လို့ခေါ်တဲ့ဒီကြောက်ရဲ့ချွန်းပဲမျက်နှာပြင်ဇောင်းနှစ်ထပ်ဖြစ်နေတာကိုမြင်ရတာဟာဒါမိုးကုံးမြရဲ့ထူးခြားတဲ့အချက်ပဲဖြစ်တယ်မြမှာကြတော့သူ့လိုမျိုးဂုဏ်သတ္တိလိုမျိုးတွေ့ရမှာတော့မဟုတ်ဘူးနောက်တစ်ချက်ကကျောင်းမြတ်တွေရဲ့ specific gravity လို့ခေါ်တဲ့ဒီတိတ်သေးစာပဲဖြစ်ပါတယ်တိတ်သေးစာအရာကြည့်မယ်ဆိုရင်မိုးကုံးမြရဲ့တိတ်သေးစာဟာမြထက်ကိုပိုများနေတာကိုတွေ့ရမှာဖြစ်တယ်တကယ်လို့ပေါ့နော်မိုးကုံးမြတပွေးနဲ့မြတပွေးကိုလက်ထဲမှာထည့်ပြီးချိန်ဆကြည့်မယ်ဆိုရင်မိုးကုံးမြကပိုလေးနေတာကိုခံစားရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ကျောင်းမြတ်တွေရဲ့ clarity လို့ခေါ်တဲ့တန့်စင်မှုပိုင်းပဲဖြစ်ပါတယ်မြတွေမှာဆိုရင်အများအားဖြင့်ပေါ့နော်အောင်းဝင်လေးတွေအမြောက်အများပါဝင်တာကိုတွေ့ရမှာဖြစ်တယ်အဲ့ဒီအောင်းဝင်လေးတွေကိုလည်းဂျာဒင်လို့ဆိုပြီးတော့တင်စားခေါ်ဝေါ်ထားကြတယ်အောင်းဝင်မပါတဲ့မြကျောင်းမြတ်ကိုတွေးဖို့ဆိုတာကအင်မတန်မှရပါတယ်ဒါပေမဲ့မိုးကုံးမြမှာတော့ဒီမြနဲ့ရှင်နေအောင်းဝင်ပါဝင်မှုနည်းပါးတာကိုတွေ့ရမှာဖြစ်ပါတယ်အခုလောက်ဆိုရင်တဘာဝမြနဲ့ဒီမိုးကုံးမြလို့ခေါ်တဲ့ဒီကျောင်းမြတ်နှမျိုးကိုရေဘူးရဘယ်လိုခွဲခြားရမလဲဆိုတာကိုသိရှိမလို့ထင်ပါတယ်တကယ်လို့ဈေးကွက်ထဲမှာတွေ့ခဲ့ရင်လည်းအလွယ်တကူခွဲခြားနိုင်မယ်လို့ယုံကြည်ပါတယ်ဒီထက်တိကျတဲ့စမ်းသပ်စစ်ဆေးမှုတွေကိုဆောင်ရွက်လို့ရဆိုရင်တော့ဒီကျောင်းမြတ်စမ်းသပ်စစ်ပေးနေတဲ့ဓာတ်ခွဲခန်းတွေစီကိုတွားရောက်စစ်ဆေးကြဖို့အကြံပြုလိုပါတယ်ကျေးဇူးတင်ပါတယ်ရှင်